တို့နာမည်ထွင်သားပဲအရင်တောက်ဖက်တဲ့ဒီလားအရင်တောက်ဖက်ဆိုတောက်ဖက်လို့မြင့်အောင်မြင့်သွားမှာပေါ့နော်အရင်တောက်ဖက်ကတော့သူရဲ့ကြာရှည်ခံတာကတော့ကျင်းတို့ဒီစပင်ကောက်တယ်လို့ကြာရှည်မခံအောင်ကတော့တလ2လဆိုတဘာဝပူကြပါမှာချစ်ကလေးတို့ခုပြောရှင်တယ်ကျင်းတို့ရဲ့ဒီအရင်တောက်ဖက်ဒီ rebounding လဲရတယ်အဲ့လိုမျိုးစပင်ညီမလေးတို့ပြားနေတဲ့စပင်အောက်မှာမကောက်လဲတိတက်အရင်ဖောင်းတောက်ဖက်လာလှုပ်ရှင်လဲရပါဘောနော်အဲ့ကိုမာချင်းပါတယ်အဲ့လိုညက်မယ်နော်I